နော်ဒီမနကနေကကတိပါလီပြီးတော့ကနေတက လက်ကလက်ချော်တော့တခါတည်းနာမည်ခေါ်ရဟေးမလဲဒီအကြီး ရာဒီဥတုကဖောက်ပြန်နေပြီအပင်နေပြုံးတော့ ดูดิเล็บเข้าเปียก ဒီလိုလေးပုံလိုက်မယ်အင်းဒီရောရောနေလိုက် ဥဆိုခေကူတဲ့အလုံးပဲမင်္ဂလာပါရှင်ဒီနေ့တော့အမိုးနဲ့နမ်းမှုကအကိုကြီးစီကိုအလဲသားမှာဖြစ်ပါတယ်နမ်းမှုတို့ရဲ့တဲပေါ့နော်လေတဲထဲကိုနမ်းမှုတို့အလဲသားမှာဖြစ်ပါတယ်နမ်းမှုတို့တဲကိုရောက်ပါပြီကဲအော်သူကဂရက်ဟာကနေစခယူအော်ပကစီဗီခဏနားလိုက်အောင်ကွယ် အားလုံးပဲမင်္ဂလာပါဒီမနေ့ကျွန်တော်ညီမလေးကျွန်တော်တက်လာလေတာပေါ့နော်ဒီမှာကျွန်တော်တို့3ယောက်ဒီမှာလုံးနေစိတ်ရနေသိမကောင်းလို့ပြန်တက်သွားတယ်ဆိုတော့ညီမလေးလာလေမယ်ဆိုတော့ကျွန်တော်မနေ့ကတည်းကပိုက်သွားထောင်ထားတယ်ပေါ့နော် ကဲဒီနေ့ရဲ့ဟင်းစားကတော့ငပြမနကောင်နော်ငပြမနကောင်နဲ့ကကတိပါလီပြီးတော့ကနေတကရပါတယ်ဟဲ့ဒီမနော်ကနေဒါဆိုရင်ဒီနေ့ဟင်းစားတစ်ခွက်ကတော့ကောင်းကောင်းရတယ်ဒါတွေကိုနောက်မှအမွှနဲ့အတူတူချက်စားမယ်ပြီးရင်အကူကြီးရနဲ့အတူတူထမင်းစားမယ်နော် ဖုန်းမေ မော ဒီကိတ်ချောက်နဲ့ရင်နွေးနဲ့မလိုက်ဘူး โอ လား เคလိုက်စားမယ်နော် စားမယ်နော် နောက်မှတော့အခုဟင်းချက်ဖို့နောက်မှကြတော့မြို့ဒီထောင်ပြဟင်းချက်ကြမယ်ပေါ့နော်ဟင်းချက်နေနဲ့အမွှနဲ့အတူတူဒါဦးမမရဲ့ကိတ်ချောက်လေးပေါ့နော်ဒါကတော့ cheese cake ချောက်ဒါကတော့ chocolate cake ချောက်ဒါက chocolate cake ချောက်ရယ်ဒါကြတော့ဒီပြီးဆုံး cake ချောက်ပဲဖြစ်ပါတယ်ဒီ cake ချောက်ကအရသာလေးမျိုးစလုံးနဲ့မလို့စားမယ်နော် စားမယ်မအော် ကဲဖောက်ပြမယ်နော်ဒီလို zip bag လေးပါတယ်ပေါ့နော်နော် zip ပိတ်လို့ရတယ်